နေ့ကျွန်တော်တို့ပဲဆိုင်လာတယ်တော့ပြပါတော့ 긴동 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 진동란 긴동란 하나 커봐 자pan 3로 파타고 ဂျပန်နိုင်ငံခဏလာပါတယ်ဂျပန်လိုမျိုးမင်္ဂလာပါနဲ့ဆက်ပြီးတော့โอ้ยရှိပဲဒီ 저랑 맞지마 저랑 코리아 맞지마 ဆိုင်မှာရတဲ့မင်းတို့ဖြစ်ပါတယ်သူမဆိုင်ရဲ့မီးဖို့ကြောင့်မရှိတဲ့မှာဆိုင်နေတာဖြစ်ပါတယ် 정말 이 유이신 너무 와 ဒါတော့မီးဖို့ကြောင့်ဖြစ်ပါတယ်ရောက်လာပါပြီဒါကတော့ချိုဖူဆလတ်ဖြစ်ပါတယ်ဒါကတော့ဆုပ်ဖြစ်ပါတယ်ဆိုတော့ဆိုင်ရဲ့အပြင်စီကတော့အရင်မကျဲပါဘူးလို့ဒါမဲ့ချစ်စရာလေးပါဒါကနောက်တစ်ပွဲဒါဝတ်သားနဲ့ပြင်ဖြစ်ပါတယ်ဒါကတော့ဆာဝန်အဆက်ဖြစ်ပါတယ်ဒီမရဲ့ရွေးချယ်မှုဖြစ်ပါတယ်ပြီးတော့စက်သားကင်ပါလာဖြစ်ပါတယ်အားလုံးစုံပါပြီစားပါတော့မင်းကျွန်တော် Master Chef က judge ဖြစ်ပါတယ်မီးတော့ပါမယ် Mrs. Soup ရတာလေးပြောပါ 하나네 너 나랑 합품이지 ရပြီရလားဆိုရ 나라 지금 파고 마실 거야 အဲ့လိုမျိုးနေပါတယ်ညရုပ်သီးတွေနဲ့ဆောင်းမန်ဂရေးကိုလုပ်ထားတာဖြစ်ပါတယ် 얘는 잠깐만 တရင်စားနေပါတယ်ကဲမီးတော့ကွာ 에에 အရင်တိစနေ내가 쌀 อันเดียวဝတ်ကုတ်တာกินတဲ့ထမင်းနဲ့စားမှာဖြစ်ပါတယ်ဒီမဲ့သားမဲ့ကျွန်မလည်းသူ့ခွာပြပါမယ် 좀 하네 이거 로스터 전에 전화인 거다 그지? အရင်ဆုံးသမင်းကဂျပန်သမင်းဖြစ်ပါတယ်ဂျပန်သမင်းပြလို့စားလို့ကောင်းပါတယ်ပြီးတော့ဒီဝက်ကုတ်တာတော့ soy sauce ထင်ပါတယ် Japanese soy sauce တွေလည်းလို့နပ်ပြီးမှกินတာပြီးတော့ savory ရှိတယ် smoky ဖြစ်တယ်ပြင်စားလို့ကောင်းပါတယ် good စတောင်းမလားဘယ်လိုလဲကောင်းလားဒါစတောင်းမလားဒီပါလေ 하고 참미는 사는 거 하나 뼈잖아 내가 좀 appetizer 막 하봐요 너네 뭐 이야? 하고 appetizer 래 줘라 사자 해봐요 사자나 그라 그래 spicy sauce ရှိရတယ်မဲ့တိတ်ပြီးတော့ spicy မဖြစ်ပြီးရင် dry squid အဲ့ဒါရဲ့ပြီးရင် very soft tofu ပြီးရင် tomato ပါပါတယ် tomato မစားချင်လို့ပြန်ထည့်လိုက်ပါမယ် Kalau nggak sapi coba paman ဆိုင်နေလည်းညမအောင်မ ngasih baby kan ငါစစ်စစ်တပွဲမစားရအောင်ဆိုင်မတပွဲစားရအောင် saya ada di lotus aco bima lah lotus aktivi yang bigaya lah lama sih kok malah sih dah ဆေးရုံသွားရတာအကြောင်းနဲ့မှမရှိပါဘူးဒါကတော့ကြောင်ဖူးกินပြပါတယ်ဂျပန်စတိုင်ကြောင်ဖူးกินကြောင်ဖူးပေါ်မှာချက်တမိတ်တင်လာပြီအဲ့ဒါကိုရောပြီးစားမြင်စားမှကောင်းပါဘူးသမင်းနဲ့မစားတော့ကောင်းလားကြောင်ဖူးกินမှာပဲကြောင်ဖူးกินမှာထောက်ပနဲ့กินတာလို့မွေးကျွန်တော်စားတာပဲပါအားလုံးအကုန်ပါပဲ
နှစ်ယောက်စားတော့လောက်ကြပါတယ်386ပဲအာရီကတိုပြန်ပါပြီခုနမိုးအရင်ရွာရင်မဲ့အခုတော့နေတာနေပါတယ်ကောင်းပြန်လင်းနေနေပါတယ် ဟုတ်ပါရှင်ဆိုင်နေမှတ်ထားမယ်ပါ ဒီနေ့တော့ဒီဆိုင်လာပါတယ်